တရားဆရာတော်တရားမချီးမြှင့်တာမဖူးရတာကိုကြားမှာ ပြမဖေ အဲ့ဒါကြောင့်တရားဒီကပြန်လာ နေရာမရောက်တာကြတော့ဒါကြီးဖိုးရတာနေရာဟုတ်ဟုတ်ကဲ့ ဩဃာဒကာယကံဝစီကံမနောကံသပ္ပတောတခတိနောပိတုဟုပြောပါသည်ခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယရနာသံဃာယရနာမြတ်သုံးပါးတို့ကိုယုတိအလေးမြတ်လက်ဆောင်မိုး၍ရှိခိုးပူသောကုညောမှန်လျှော့ပြောပါ၏အသက်ရှိစွာအနာမေယရံပိကညာကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းကြောင့်ငါတရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာတန်ခါမြတ်ဆုံးယရနာဟုဆိုသောယရနာမြတ်သုံးပါးတို့အားယုတိမြတ်တို့လည်းအမှု၍ရှိခိုးပူသောကုညောမှန်လျှော့ပြောကြရသောယရနာတရားဗနာမကုသကံစေရနာတရဏဂုံသုံးပါးနဲ့၅ပါးသီလတွေကိုခံယူခြင်းသောသောတိလက်တံသောတရဏဂမနသီလမြတ်ကုသကံစေရနာမိတို့လာစဉ်အာစိဏကံကုသိုလ်ဖြစ်ဖြင့်ကြာမှုသောသံဃာတော်ရှင်မြတ်တို့ကပင်ပြီးစံခဲပွဲပေါ်ခြင်းချုပ်ခြင်းအရာသာဖြာဖြာတို့ကိုဆက်ကလူတိုင်းရခြင်းဒီသောစီဝရဒဝဇနာရဏကုသိုလ်ဝဇနာရဏကုသိုလ်ပရိတရားတော်နဲ့နုမောရဏတရားတော်တို့ကိုနာကြားလက်တဲ့ဓမ္မသဝနာကုသိုလ်အနာမတဝတ္ထုတို့ကိုဆက်ကလူတိုင်းရခြင်းဒီသောနဝကမ္မတတဘဝကုသိုလ်ဤသို့ပေါင်းအများများသောကုသိုလ်ဆုမြတ်ကောင်းမှုတို့ကြောင့်ဘလို့ရှိရတော်တာသောအသက်ရှိခြင်းဆင်လာခြင်းချမ်းသာခြင်းဟောကြည်ခြင်းဉာဏ်မြတ်ခြင်းဘုံဘုံအနုဘောကြည်ခြင်းမရသေးသောယာရုကိုသိသိတဲ့ဥစ္စာယရဏတို့ကိုရရှိခြင်းရရှိပြီးသောယာရုကိုသိသိတဲ့ဥစ္စာယရဏတို့ဖြင့်လည်းပဲအမျိုးဘာသာသာသနာကိုကာကွယ်ဆောင်ရှောက်ထောက်ပံ့ထူထမ်းနိုင်ခြင်းအစရှိတဲ့ကောင်းကျိုးချမ်းသာအိဋ္ဌမင်္ဂလာတို့နဲ့ပြည့်စုံပြီးပြီမကောင်းသောကံစားတာကံကြမ္မာမကောင်းသောဂျိုစီဂျိုနဲ့မကောင်းသောတိုက်သူများတို့သည်အလို့ရှင်တို့မှာပေါတော်ကောင်းတို့ထံသို့မကြမြောက်ဖြစ်စဉ်တို့များကြကုန်သည်ဖြစ်၍ငိုခြင်းမှာပဲနဲ့ဦးနေကြတဲ့ဦးချင်းဆင်းရဲမနာခြင်းမှာပဲနဲ့နာရတယ်နာခြင်းဆင်းရဲမသိခြင်းမှာပဲနဲ့တည်နေကြတဲ့တည်ခြင်းဆင်းရဲဥဆိုတဲ့ဆင်းရဲပေါင်းတို့အစမြောက်ချုံညင်ရအသင်္ကတတမြတ်လာဆိုသောနိဗ္ဗာန်သို့တင်မြန်သောအတိညာလွဲကူသောကျင့်ပฏิပတ်တို့ဖြင့်ရလွေရောက်လွေမြတ်မပြုလွယ်နိုင်ကြသည့်ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေဟံဗန္တိဣတရဏိနာသဟသစ္စာသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိဟံဗန္တိဣတရဏိနာသဟသစ္စာသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိယမဟံဝဒာမိတံဝရိထနမောတတ္တဗုဒ္ဓဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရိယတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရိယတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရိယတောသမ္မာသမ္ဗုဒ္ဓတ္တအရဟံဂုံတော်သမ္မာသမ္ဗုဒ္ဓဂုံတော်နှင့်ယေဇုံတော်မူသောထိုမြတ်စွာဘုရားအားရှိခိုးပါ၏ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိဘုရားဂုံလေစိတ်ဝဲဆွဲအမြဲစိကပ်မီတရားဂုံလေစိတ်ဝဲဆွဲအမြဲစိကပ်မီသံဃာဂုံလေစိတ်ဝဲဆွဲအမြဲစိကပ်မီတိတရဏဂမနံပရိဂုဏံအမဘယ်နေပါရှင်ဗျာအာနာတိဘာဒဝိရမနိတိခပတံသမာဓိယာမိအာနာတိဘာဒဝိရမနိတိခပတံသမာဓိယာမိသူအသက်လေမတတ်ပဲအမြဲဆောင်ခြင်းမီအဒိနာဒါနာဝိရမနိတိခပတံသမာဓိယာမိအဒိနာဒါနာဝိရမနိတိခပတံသမာဓိယာမိအဒိနာလို့နည်းနည်းဆွဲဆိုနော်အဒိနာဒါနာဝိရမနိတိခပတံသမာဓိယာမိအဒိနာဒါန
မိသိက္ခာပဒံသမာရိယာမိ သူစားလေ သူစားလေ မခိုးပဲ မခိုးပဲ အမြဲရှောင်ခြင်းမြည် အမြဲရှောင်ခြင်းမြည် ကာမေတုမိစ္ဆာစာရဝိရမဏိသိက္ခာပဒံသမာရိယာမိ ကာမေတုမိစ္ဆာစာရာဝေရမိသိက္ခာပဒံသမာရိယာမိ သူအိယာလေ သူအိယာလေ မမှားပဲ မမှားပဲ အမြဲရှောင်ခြင်းမြည် အမြဲရှောင်ခြင်းမြည် မုသာဝါဒဝိရမဏိသိက္ခာပဒံသမာရိယာမိ မုဒ္ဒဝါရာဝေရမိသိက္ခာပဒံသမာရိယာမိ လေညာ၍လေ လေညာ၍လေ မပြောပဲ မပြောပဲ အမြဲရှောင်ခြင်းမြည် အမြဲရှောင်ခြင်းမြည် သူရာမေရယာမိစ္ဆဗမာတဌာနာဝိရမဏိသိက္ခာပဒံသမာရိယာမိ သူရမိရာယမစ္ဆပမနာဌာနာဝေရမိသိက္ခာပဒံသမာရိယာမိ သေရလေ သေရလေ မတော့ပဲ မတော့ပဲ မူရစေလေ မူရစေလေ မသုံးပဲ မသုံးပဲ အမြဲရှောင်ခြင်းမြည် အမြဲရှောင်ခြင်းမြည် အလုံးတတဝါ အလုံးတတဝါ ဝိနည်းယ ဝိနည်းယ ချမ်းသာကိုယ်စိတ်မြဲပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပယံဘေ ဥပယံဘေ ကင်းစင်ဝေ ကင်းစင်ဝေ ငြိမ်းအေးကြပါစေ ငြိမ်းအေးကြပါစေ ဣဒံမေပုံညံ ဣဒံမေပုံညံ အာတဝခယ အာတဝကယ ဝဟံဟောတု ဝဟံဟောတု ဣဒံမေပုံညံ ဣဒံမေပုံညံ နိဗ္ဗာနတ္တ နိဗ္ဗာနတ္တ ပစ္စယော ပစ္စယော ဟောတု ဟောတု ဤကောင်းမှုသည် ဤကောင်းမှုသည် ဒုက္ခခတ်သိ ဒုက္ခခတ်သိ ချုပ်ငြင်းရဖြစ်သော ချုပ်ငြိမ်းရဖြစ်သော မြတ်နိဗ္ဗာန်သို့ ဉာဏ်နိဗ္ဗာန်သို့ ရစေနိုင်ကြောင်း ရစေနိုင်ကြောင်း ထောက်ပံ့ကောင်း ထောက်ပံ့ကောင်း ဖြစ်ပါစေတည်း ဖြစ်ပါစေတ ဣ ည်း တရဏေနာသဟပြင်စင်္ဂဂရုဓမ္မနေသတိလန္တာရုကံကတ္တဝါဓမ္မအပ္ပမဒေနသံပါတိထ အမှန်ပါဒီပါရှင်ဗျာ ဘာလို့ပြောတယ်ဆိုတော့တော်တော်များများအာဟိနဒါနာလို့ဆိုရင်အနေဒီပဲမှားသွားတော့နော် ဒီပါဗျာ အနေဒီပါဠိအနေနဲ့ကတော့ဆိုလို့တော့ဖြစ်သွားတယ်ဒါနဲ့အနေဒီကိုသိချင်စဉ်းစားလိုက်ရင်ဖြောင်းမြင်ဖြစ်သွားတယ်နော်အာဒိဏဆိုတဲ့ပုဂ္ဂိုလ်အာဒိဏဒါနာဆိုတဲ့ပုဂ္ဂိုလ်ခွဲလိုက်ရင်ဘုံဘုံတော့အကျမ်းမြင်အာဒိဏနောက်ကအာဒါနာဆိုတဲ့ပုဂ္ဂိုလ်ရှိနော် ဒီပါ အာဒိဏအာဒိဏဆိုတာလည်းပဲဒိဏဆိုတဲ့ပုဂ္ဂိုလ်ဒိဏနဲ့အာနဲ့ခွဲလိုက်ရင်အာဒိဏငါဒိဏနာဒါနာပေါ့နော် ဒီပါ ဒါနဆိုတဲ့ပုဂ္ဂိုလ်ကလာတယ်ဒိဏဆိုတာဒါနဆိုတာကပေးလူတယ်နော်ဒါနဆိုတာဘာလဲ ပေးလူတယ် ပေးလူတယ်ရဲ့နဂိတိမပေးလူဘူးလို့သုံးခြင်းနာဒါနဘာလဲနာဒါနနာဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲအဖြစ်သွားရင်အာဒါနနော် ဒီပါ အာဒါန အာတာ အာဒါနဆိုတဲ့ပုဂ္ဂိုလ်ပါဠိစီကံရဘုံတို့ကြောင့်နောက်တစ်မျိုးပါဠိတရားလေးတစ်ခုတည်းမှာဒိဏဒါနကိုဒိဏနော်သူတရားစီကံရဖြစ်သွားနောက်ကအာဒါနနော်အာဒါနဆိုတဲ့ပုဂ္ဂိုလ်ကိုလည်းပဲခွဲလိုက်မျိုးဆိုရှင်အာဆိုတဲ့ပုဂ္ဂိုလ်ဒါနဆိုတဲ့ပုဂ္ဂိုလ်နော်ဒါနဆိုတာကထို့တူပဲခုနကအနဲ့အတူတူပဲအတိတ်ပဲဒါနဆိုတာဘာလဲပေးလူတယ်ပေးတယ်ပေါ့နော် ဒီပါ ဒါနဆိုတာပေးတယ်အတိတ်ပဲတူတာတွေဒါနပေးတယ်အဲ့ဒါကိုယူရလို့ဆိုလို့ရှိရင်အာဆိုတဲ့နော်ဥပါဒရာပုဂ္ဂိုလ်ထည့်ပေးလိုက်ဥပါဒရာပုဂ္ဂိုလ်ဆိုတာလေးနောက်ကဓာတ်ကိုထူးပြလိုက်တာနော်အာဒါနဆိုတာဘာလဲယူတယ်ဖြစ်တာဘာလဲ ယူ ဒါကြောင့်မလို့အဲ့ဒီတရားစီကံရလို့အာဒိဏလို့မဆိုဘဲနဲ့အာဒါနဆိုတဲ့ပုံလေးပေါ်တော့အာဒိဏဒါနာလို့အတန်းလေးကိုဆွဲပြီးတော့ဒီကတန်းလေးပါအောင်ဆိုပါတယ်နော်အဲ့ဒါလေးနောက်ဆိုကိုအမြဲတမ်းလှူဒန်းတာနော်အာဒိဏဒါနာလို့ဒါကြောင့်ရှင်းသွားပြီခုနအာဒိဏမြန်မာလိုပြန်လိုက်တော့အာဒိဏတဲ့ဒိဏပေးတယ်အမဟုတ်ဘူးမပေးဘူးဆိုတော့မပေးတဲ့ပစ္စည်းလို့ဒီပဲရနော်ပစ္စည်းပြောင်းယူအာဒိဏအဲ့ဒါကဒါနကအာဒါနဆိုတော့အာတပုဒါနကိုတွဲလိုက်မယ်ဆိုရင်ဒါနကပြီးတယ်အဲ့ဒီအပြန်အာဒါနဆိုယူတယ်လို့ယူသွားနော်အဲကြောင့်အာဒိဏဆိုတော့သူတစ်ပါးမပြီးတဲ့ပစ္စည်းဆိုအာဒါနယူတယ်လို့နေပြီနော်ဟုတ်ပါရဲ့မြန်မာလိုပြန်လိုက်တော့ပါတယ်လေခိုးတယ်မြန်မာလိုပြန်လိုက်တော့ပါတယ်အတိတ်ဟောရတာထွက်တယ်အတိတ်ခိုးတယ်လို့နေပြီအဲကြောင့်သူတစ်ပါးမပြီးတဲ့ပစ္စည်းဆိုခိုးတယ်လို့အနေကထွက်သွားတယ်နော်အဲအဲ့ဒါကြောင့်ပါဠိလေးမှအောင်ဆိုတိုင်းပို့ပြီးညာနော်ပါဏာတိပါဒာဆိုလို့ရှိရင်လည်းတို့ပဲနော်ပါဏဆိုတာသက်ရှိတတ္တဝါသူတစ်ပါးရဲ့အသက်ရှိတဲ့တတ္တဝါနော်ပါဏတိပါဒဆိုအတိပါဒအတိလင်းလင်းမြန်မြန်ပါဒကြစေတာဆိုတာဟိုကစေနာပါပါနဲ့ချလိုက်တာပေါ့နော်သူလူလျော့ကြသွားတာမဟုတ်လူလျော့သေးသွားတာမဟုတ်ဘဲနဲ့ပါဒနာကြစေတာဘာလဲကြစေ
ကြာစီတာဖြစ်တဲ့ကြောင့်နော်ကိုကတတ်လိုက်တယ်လို့မြန်မာလိုပြန်လိုက်တယ်နော်မြန်မာလိုပြန်ပါတယ်နားလည်အောင်ပြန်လိုက်တော့ဝါရဒပါတယ်တတ်တယ်ပါဏအတိပါဒသူတစ်ပါးရဲ့နော်အသက်ကိုအတိလှင်းလင်းမြန်းမြန်းဆိုတာသူတရုပ်သေးစမဟုတ်ဘဲနဲ့စောပြီးတော့သိအောင်ကိုကလှုပ်လိုက်တာကိုပါတယ်တတ်တာပေါ့နော်အတိပဲနေနိုင်ဘူးလို့ရနော်အဲပါဏာတိပါဒဆိုအဲ့လိုလေးဖြစ်ဆိုနော်အဲ့ဒါလေးမှန်အောင်သိချင်တယ်လေနော်ပါဏာတိပါဒဝိရမေတိခာဗရံသမာရိယာမိနော်အဲ့ဒါလေးမှန်အောင်ဆိုမယ်တို့လူပဲအပြမစရိယာနော်ကမူတာဝါဒအာလေးတွေနဲ့နော်အတန်လေးတွေဆိုပြီးကာမီတုမိစ္ဆာစာရာဟုတ်လားအဲ့ဒါလေးတွေဘုံကပါဠိတွေတွဲပြီးတော့နှလုံးသုံးလုံးလေးငါးလုံးဆက်တွဲထားတဲ့ကြတော့မသိတာလည်းနော်အေးခွဲပြီးတော့ဆိုမယ်ဆိုလို့ရှိရင်အတိတ်ပဲဒီတစ်မျိုးဒီတစ်လုံးကြီးထွက်ပါလေနော်ဒါကြောင့်အဲ့ဒါလေးတွေပြပြတတ်ရအောင်လို့ဆိုကြမယ်နော်အေးနော်ဒီနေ့ဒီမှာပြေးကြရကြတာနော်ဘာချင်းဆိုတာရှိတယ်မရှိပါဘူးကျဲတော့ဆရာတော်ဆိုတော့2 နာရီလောက်ခနဲ့ရတယ်နော်မထားကြီးတူတော့ထိုင်တာတော့ရေတော့ရှားသေးပြီပြန်လို့ရဘောနော်ဒါသူနေကြတာနော်ကိုင်းခိုင်ထုံးလို့မခင်3ဘူးခုနကဘုံပြောတဲ့အာစိဏကံကုသိုလ်လို့ခေါ်တယ်ဘာကုသိုလ်လဲအာစိဏကံအာစိဏဆိုတာအမြဲမပြတ်လေ့ကျင့်အပ်တဲ့နော်ကံမကံနေ့စဉ်လစဉ်နော်ဘုမပြည့်လုပ်နေတာအာစိဏကံမနော်အမြဲပြုလုပ်တဲ့အလုပ်လို့ဒီပဲရတယ်နော်အလုပ်ဆိုတာကံမဆိုတာဘာလဲအလုပ်ပါနော်ကံမဆိုတာအလုပ်အဲ့ဒါကိုဘာနဲ့လုပ်ကြတာလဲဒီတိုင်းတော့မဟုတ်ဘူးသုံးတစ်ခုကိုယ့်ရဲ့နောက်ကဘာရှိလဲအာစိဏကံဖြစ်လာစေဆိုပြတတ်တဲ့စေတနာရှိတယ်ဘာရှိလဲစေဆိုပြတတ်တဲ့တိုက်တွန်းပြတတ်တဲ့လို့ဒီချင်းတာလို့ရမယ်ဒီနော်ဒီလမှာဒါလို့ရမယ်ဟလားလာစင်ဒါလို့ရမယ်ကိုနောက်က အလုပ်တွေစိတ်စော်ပေးတဲ့ကိစ္စတစ်ခုတည်းမှာဒီလိုလာကြဆွမ်းကြတဲ့အလုပ်တစ်ခုမပါဘူးလားပါလားပါတယ်။ဒါကလောကီကိစ္စတွေဟိုပါပြောသွားတော့လောကုတ္တရာကိစ္စတွေအပြီးတော့ကိုယ်လောကကိစ္စတွေနော်အဲ့ဒါဒီအများကြီးရှိတဲ့နေရာမှာကိုယ်လောကီလူသားတွေထဲမှာလည်းပဲနော်ကိုလောကီလူသားတွေရဲ့အလုပ်ဆရာကိစ္စတွေအများကြီးရှိလားရှိတယ်အဲ့ဒီထဲမှာကိုယ်လုပ်ဖို့အတွက်နော်ဒီအာစင်နိုင်ငံကုသိုလ်တွေကိုလာစဉ်ဝတ်မပြည့်လုပ်ဖို့အတွက်ကိုစိတ်ဆိုတိုက်တွန်းပေးတဲ့မိမိတို့ရဲ့စေတနာဆိုတာလေးရှိတယ်နော်အဲ့ဒါဘာကြောင့်လဲလို့ဆိုတော့နော်မနောပုပ္ပင်ကမှာဓမ္မမနောတိဋ္ဌာမနောမယမနတာစေပဒုဋ္ဌိနာဘာတိဝါရောဒီဝါတတ္တနံဒုက္ခမနွေတိစက္ကံဝဝဟာတောပရံတတ္တနံဒုက္ခမနွေတိစက္ကံဝဝဟာတောပရံဓမ္မပရမရှိတယ်နော်မနတာစေပဒုဋ္ဌိနာဘာတိဝါရောဒီဝါနော်အဲ့ဒါဘာလဲဆိုလို့ရှိရင်မနောပုပ္ပင်ကမှာဓမ္မနာမခန္ဓာတရား၃ပါးတို့မနောပုပ္ပင်ကမှာဝိညာဉ်နဲ့ခန္ဓာတော်လေးပြဋ္ဌာန်းခြင်းရှိတယ်နော်ဝိညာဉ်နဲ့ခန္ဓာပြဋ္ဌာန်းရှိတယ်နာမခန္ဓာတရား၃ပါးဆိုတာနော်သင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာနော်အဲ့ဒီမှာဘာလဲဆိုလို့ရှိရင်ဝိညာဉ်နဲ့ခန္ဓာကဘာလဲပြဋ္ဌာန်းဝိညာဉ်နဲ့ခန္ဓာဆိုတာသိစိတ်ကလေးဘာစိတ်လဲသိစိတ်သိတတ်တဲ့စိတ်ကလေးအဲ့ဒါလေးကဘာလဲလို့ဆိုလို့ရှိရင်ပြဋ္ဌာန်းပေးလိုက်တာနော်ဝိညာဉ်နဲ့ခန္ဓာကနေပြဋ္ဌာန်းခြင်းရှိတယ်အဲ့ဒီသိစိတ်ကလေးတစ်ခုကနော်သိစိတ်ကလေးတစ်ခုကနောက်ကစေတနာလေးကနေပံ့ပိုးပြီးထောက်ခံပြီးတော့တွန်းတိုက်တွန်းပေးလိုက်တဲ့ခါကျဟောတော့မယ့်ကိစ္စတစ်ခုကိုအောင်မြင်သွားတယ်ကိစ္စလောကီကိစ္စပဲဖြစ်စေလောကုတ္တရာကိစ္စပဲဖြစ်စေနော်အဲ့ဒီနေရာမှာလောကီကိစ္စတွေကြားရမှာမိမိတို့တလားအာစနေနကုသိုလ်ဖြစ်နေယူနေတဲ့ဟောလောကုတ္တရာဒါနာကုသိုလ်ဒါနာကြီးတွေနော်သီလကုသိုလ်သီလကြီးတွေဘာဝနာကုသိုလ်ဒါနာနော်ပိဋကဒါတွေကဘာဝနာကုသိုလ်ကြီးတွေနော်တားတော့လည်းပဲကိုနေစဉ်ဘုရားရှိခိုးပရိစိတ်တရားတိုင်းမှာစသဖြင့်ရှိတာနော်အဲ့ဒါလေးတွေကပြုလုပ်ဖြစ်အောင်မအားမလတ်တဲ့ကြားတွေပြုလုပ်ဖြစ်အောင်တိုက်တွန်းနေတာဘာတိုက်တွန်းနေတာလဲဆိုရင်နာမခန္ဓာတရား၃ပါးထဲမှာနော်ခဏကသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ရဲ့ခန္ဓာစတဲ့အဲ့လိုခန္ဓာ၃ပါးထဲမှာဝိညာဉ်ရဲ့ခန္ဓာအတွက်ခဏကသင်္ခါရခန္ဓာစေတနာလေးကတိုက်တွန်းပေးတာတိုက်တွန်းပြီးတော့ဘာတွေလုပ်ဖြစ်လဲကောင်းတာတိုက်တွန်းပြီးတော့ကောင်းတာလုပ်ဖြစ်တာပေါ့နော်မကောင်းတာလုပ်ဖြစ်မကောင်းတာတိုက်တွန်းပါတယ်လေမကောင်းတာလုပ်ဖြစ်မယ်နော်ဒါဖြစ်ရင်ကောင်းတာမကောင်းတာတစ်ခုကိုလုပ်ဖြစ်ဖို့အတွက်က
နောက်ကစိတ်ဆိုပေးလိုက်တဲ့စေတနာလေးကိုယ့်ရဲ့စိတ်လေးပေါ့နော်ကိုလှုပ်ဖြစ်အောင်ပြတ်ထန်းပေးလိုက်တယ်နော်အဲ့ဒါမနတာစေဗရုဋ္ဌိနာမဟာတရိဝါကရောရီသူကသူတစ်ပါးကိုပျက်စီးလို့တဲ့စိတ်ဒီမကောင်းတာတွေလှုပ်ဖြစ်အောင်ပြောဖြစ်အောင်ဆိုဖြစ်အောင်ကြံစီဖြစ်အောင်လူကတိုက်တွန်းလဲဒါပဲဒီနောက်ကစေတနာလေးကပဲတိုက်တွန်းတာနော်စေတနာလေးကတိုက်တွန်းတော့ကိုယ့်ရဲ့စိတ်ကနော်မကောင်းတဲ့ဘက်ကိုလည်းပဲရိုင်းသွားတတ်တယ်ဘာလဲကောင်းတဲ့ဘက်ကိုလည်းပဲရိုင်းသွားတယ်ကောင်းတဲ့ဘက်ကိုရိုင်းလာအောင်ဆိုလို့ရှိရင်တော့တီးတီးတန်းတန်းလှုပ်ယူရတယ်မကောင်းတဲ့ဘက်ကတော့ပပသမီးရပတိမနောဆိုတော့မကောင်းတဲ့ဘက်ကိုတော့စိတ်ကြတော့ဘာလဲမြေတန်းပျော်မွေ့တယ်နော်ဥပမာတဲ့ဘာနဲ့လားကြတူလေပြောမယ်ဆိုလို့ရှိရင်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဒီကောင်းတဲ့နော်ကိုယ့်ရဲ့အရေးပမာနောက်ကထကြတော့ကောင်းတဲ့ကုသကံကြီးနောက်ကလိုက်တယ်နော်ဥပမာဘာနဲ့လားကြတူလေဆိုရင်နော်တတောနံဒုက္ခမနွေတိစက္ကံဝဝဟာတောပဒံတတောနံဒုက္ခမနွေတိစက္ကံဝဝဟာတောပဒံဥပမာနွားနဲ့လဲနဲ့မြင်မှုတယ်နော်ဟိုတော်ရက်နွားကရှိကတွားလို့ရှိရင်အဲနွားရဲ့နောက်ကလှဲပင်ရထက်ချက်မှာပါတယ်လေလိုက်နော်လိုက်တယ်လို့တို့တွေကောင်းတာမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့နောက်မှာလည်းပဲကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့နောက်မှာကောင်းတဲ့နော်ခဏကလှဲပင်လို့လိုက်နေတဲ့အရေးပမာလိုက်နေတဲ့ကောင်းတဲ့ကံတရားတွေမရှိလားရှိတယ်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်အတွက်ကိုလည်းပဲမကောင်းတဲ့နော်ဥစ္စာကလှဲပင်လို့နောက်ကနေပြီးတော့လိုက်နေတာမရှိလားရှိလားတတောနံဒုက္ခမနွေတိစက္ကံဝဝဟာတောပဒံတပိဆက်လို့ပဲနော်လဲပြီးဆက်လို့ပဲစက္ကံဝဝဟာတောပဒံအဲ့ဒီခြေရနော်ထက်ချက်နောက်ကလိုက်တယ်အဲ့တော့မိမိတို့တွေလည်းပဲပါလဲဆိုလို့ရှိရင်ဆိုတဲ့ကပြောခဲ့တယ်အမတန်ဘုံတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ရတာလည်းပဲကောင်းတယ်မြန်မာလူမျိုးတွေမှာလည်းပဲဗုဒ္ဓဘာသာဖြစ်ရတာလည်းကောင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့စိတ်တည်ရဲ့ဖြည့်စီမှုနော်အဲ့ဒါကြီးဟာတခြားဘာသာတွေတခြားဟိုယူဆတွေလိုက်သူကြည့်လိုက်လို့ရှိရင်ဘာလဲဆိုအများကြီးပဲဒါတွေကဘာလဲဆိုလို့ရှိရင်နော်ပြောမယ်ဆိုတော့ခြေပြပါအဲ့တော့စိတ်ဒီကိုဘာနဲ့ထိန်းချုပ်ရမလဲမသိတော့စိတ်နော်ဟိုဟာလေးလုပ်ရင်ကောင်းလို့ဒီဟာလေးလုပ်ရင်ကောင်းလို့ဟိုဟာလေးလုပ်လို့ရှိရင်တော့စိတ်ညစ်တာပြေပြောက်လို့နူးစကြပြီနော်အဲ့ဒါလေးလိုက်ဆိုင်နဲ့အဲ့ခဏကစကားဆက်မယ်ဆိုလို့ခဏဂျေမန်ဘာသာပြန်ဆရာမတယောက်ကအဲ့ဒါဘုန်းနဲ့ဆွေးနွေးပြည့်သွားတယ်အဲ့ဒါလေးတွေပဲမြန်မာတွေကိုမေးတယ်ညီတို့စိတ်တွေညစ်လို့ရှိရင်ဘာတွေလုပ်ကြရလဲကျမတို့စိတ်တွေညစ်ဘုရားရှိခိုးတွေပုံကြောင်းသွားတယ်ဘုရားသွားတယ်လျှောက်ပြောတာပေါ့နော်အဲ့ဒါပြောတယ်သူတို့မေးတော့အဲ့လောက်ပဲပြောနေတယ်ဒါတွေသိချင်မပြောနိုင်တော့အောင်ဆိုရတော့ဘုံစီရောက်လာပြီးဆွေးနွေးစကားတွေပဲပြောလိုက်တဲ့ခေတ်တော့ခဏကလေးပေါ့နော်သူကကျမ်းမာရေးလည်းမကောင်းတဲ့ခေတ်တော့ကျမ်းမာရေးကောင်းအောင်လို့သူကတော့စုတွေပဲတောင်းစီချင်တာပေါ့နော်ကျမ်းမာရေးကောင်းဖို့စုတွေပဲတောင်းစီချင်တယ်ကစိတ်ညစ်ကိုပြေပြောက်ဖို့အတွက်ကိုလည်းပဲစိတ်ညစ်စရာတွေအဲ့ဒါတွေပြေပြောက်ဖို့အတွက်လည်းပဲဒါစုတွေပဲတောင်းစီချင်တာပေါ့နော်တောင်းစီချင်တော့ဘုံကစိတ်ညစ်တဲ့သဘာဝတွေနော်အဲ့ဒါတွေပြောပြကျမ်းမာရေးရဲ့သဘာဝတွေပြောပြကျမ်းမာရေးဆိုတာတခြားမဟုတ်ဘူးဘုရားတော်ကြည်ယုတ်တရားကြီးကိုထောက်ခံပေးထားတာကအကြောင်းတရား၄မျိုးစုံညီမှဖြစ်တယ်လို့နော်အကြောင်းတရား၄မျိုးပါတယ်လေစုံညီမှဖြစ်တယ်အဲ့ဒီအကြောင်းတရား၄မျိုးကဘာလဲဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့ဘုံတို့တတ္တဝါတွေရဲ့နောက်မှာအတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေရှိတယ်အတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေမရှိလားရှိတယ်ဘုရုရှင်တွေဆိုတော့မကင်းဘူးပေါ့နော်တန်ត្រာအဆက်ဆက်မှာအတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေအကြောင်းဆိုလို့ရှိရင်ဟောအခုတရှိဘွားလေးမှာအတိတ်ကပါလာတဲ့ကုသိုလ်ကံတွေကြောင့်ကျမ်းမာရေးကောင်းနေမယ်နော်စီပွားရေးကောင်းတယ်လို့ငန်းကန်နေအောင်မြင်နေမယ်ပေါ့နော်စတယ်ဟောအတိတ်ကအကုသိုလ်လေးရမြန်အကယ်၍အကြောင်းမလားကံအကြောင်းမလားလို့ပါလာပြီးလို့ဝင်ရောက်အချိန်အကျိုးပေးခြင်းကြလာပြီဆိုရင်ဟောကျမ်းမာ